နာနေတဲ့ update forward ဒီမှာကတ်တွေကိုစုပြီးတော့ supply နဲ့အဆော့ 197 skin ကိုအလကားယူလို့ရနေပြီဆိုတော့သိပြီလားအားလုံးပဲမင်္ဂလာပါမီရှယ်ပါပထမဆုံးအနေနဲ့ကတ်တွေကိုအမျိုးစားလာရင်အခုပြပြတဲ့အတိုင်းအပန်၅ခုခွဲပေးတာတော့သိရမှာပါအဲ့ဒီကတ်လေးရအောင်ဘယ်လိုလုပ်ရမလဲဆိုရင်အရင်ဆုံး event တွေဝင်ပြီးတော့ anniversary pick chain နဲ့ event mission လေးတွေကိုလုပ်ပေးရမှာပါပထမဆုံးအနေနဲ့ anniversary collect ကမှာဆိုရင်ကတ်တွေကိုရဖို့အတွက် game ထဲမှာ A အဆင့် A အဆင့် B အဆင့်အဆောက်အအုံတွေကိုဖွင့်ရမယ်ပြင် game ထဲမှာ ESP ရှာပြီးတော့လဲ ကတ်ပိတ်ကလေးရအောင်မှာပါပြီးတော့တစ်ခုအနေနဲ့ anniversary Juru Kaisen collect site မှာလဲ3ရက်လုံးဝင်ပြီးတော့ကတ်ပိတ်ကလေးရနေတယ်လို့အဲ့ anniversary version info မှာလည်း mission လုပ်ပြီးတော့ကပ်ပက်ကက်လေးထပ်မံရရှိအောင်ပါလား။ဒါပြင် daily play မှာလည်းနေ့စဉ်တစ်ပွဲစီစောက်ပြီးတော့ကပ်ပက်ကက်လေးရရှိနိုင်အောင်ပါလား။ player တွေအနေနဲ့ပက်ကက်လေးတွေကိုဖောက်ဖို့အတွက်ဆိုရင်အရင်ဆုံးကတ်တဲ့ဝင်ရမှာပါ။ Dismantle and redeem ကိုနှိပ်ပြီးတော့ redeem နဲ့ဝင်လိုက်မယ်ဆိုရင်ရရှိလာပက်ကက်လေးတွေကိုဖောက်လို့ရမှာပါ။အကယ်၍ရပြီးတော့ကတ်တွေပဲပြန်ရနိုင်မယ်ဆိုရင်တော့အပေါ်က Dismantle ကိုနှိပ်ပြီးတော့ရောင်းနိုင်တယ်လို့ Event တော့ပြီးတော့တကယ်ချင်းနေတဲ့လဲ competition တွေကတ်တွေကိုလဲလို့ရအောင်ပါပါ။ရရှိလာတဲ့ကတ်တွေကို point အနေနဲ့တွက်ပြီးမှဖြစ်ပြီးတော့မိကွန်းပေါင်းတဲ့ကတ်ကို2မှတ်အပြောင်ပေါင်းတဲ့ကတ်ကို4မှတ်ရွှေပေါင်းတဲ့ကတ်ကို6မှတ်နဲ့ညပေါင်းတဲ့ကတ်ကို10မှတ်အနေနဲ့တွက်ပြီးတော့ပါလား။ဒါပေမဲ့ထက်နေတဲ့ကတ်တွေကိုတော့အမှတ်အနေနဲ့တွက်ပြီးတော့မှာမဟုတ်ပါဘူး။အကယ်၍အမှတ်အနေနဲ့145မှတ်ကိုရောက်တော့မယ်ဆိုရင်တော့ Splendid Assault S197 skin လေးရရှိတော့မှာပါ။